မိုင်းဆွဲပိတယ်လို့မင်္ဂလာပါကျွန်တော်တို့ချန်ပီယံလိရှုံးထွက်အဆင့် play-off ဒုတိယအကြော့ပွဲစဉ်တွေထဲမှာတော့ပြည်သက်ကြိုက်ပွဲကြီးပွဲကောင်းဖြစ်လာမဲ့ Real Madrid အသင်းနဲ့ Benfica အသင်းတို့ရဲ့ပွဲကြိုအချက်လက်တွေကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ဒီနှစ်သင်းရဲ့ကျွန်တော်တို့ပထမကြော့ပွဲစဉ်တွေထဲမှာ Real Madrid အသင်းက Benfica အသင်းကိုတကူဂုံးမရှိဆိုတဲ့ရလက်နဲ့အဝေးကွင်းမှာအနိုင်ရရှိအောင်စွမ်းဆောင်ခဲ့နေတာလည်းဖြစ်တယ်။ဒါကြောင့်အခုဒုတိယအကြော့မှာ Real Madrid အသင်းအိမ်ကွင်းမှာရှင်ပြိုင်မှာဖြစ်တာကြောင့် Real Madrid အသင်းတက်တော့အားသာချက်တော့ရှိနေတာပါ။ဒီပွဲကိုဖေဖော်ဝါရီ26ရက်မနက်2 နာရီခွဲချိန်မှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပထမကြော့မှာ Real Madrid အသင်းရဲ့ကျွန်တော်တို့ကျယ်ဝင့်ကစားသမား Vinicius ကို Benfica အသင်းရဲ့ကစားသမား Presti Yanni ကလူမျိုးရေးခွဲခြားတယ်ဆိုပြီးတော့ဆွဆွဲခဲ့တာကြောင့်အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်ကမ္ဘာဘောလုံးလောကရဲ့သတင်းစက်ခုံမှာတော့ Holy ကြော်တွေဖြစ်ခဲ့ကြပါသေးတယ်။ဒီအချိန်ကြောင့်ပဲဒုတိယကြော့ပွဲစဉ်မှာဒီနှစ်သိန်းကြားထဲမှာပြိုင်ဆိုင်မှုကလည်းအလွန်ပြင်းထန်လာပြီးတော့အလွန်ကြည့်ကောင်းမဲ့ပွဲစဉ်လည်းဖြစ်လာမှာဒါအပြင်ကျွန်တော်တို့16တင်းအဆင့်ကိုတက်လန်းနိုင်ဖို့အတွက်အဆုံးဖြတ်ပွဲစဉ်လည်းဖြစ်တာကြောင့်ဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်လဲဆိုတာကလည်းစိတ်ဝင်စားစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ Real အသင်းကတော့နောက်ဆုံးကစားထားတဲ့ပွဲစဉ်မှာတော့သူတို့ရဲ့လီမာအိုဆာဆူနာအသင်းကို2 ဂိုးတဂိုးဆိုတဲ့ရလက်နဲ့အရေးနှိပ်ထားတာဖြစ်ပြီးတော့လီမာတော့နိုင်ပွဲဆက်နေတာကိုရပ်တန့်ခဲ့ရတာလည်းဖြစ်တယ်။ကျွန်တော်တို့ Benfica အသင်းကတော့ AVS အသင်းကို3 ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာပါ။ဒါပေမဲ့ဒီကစားထားတဲ့ Real Madrid အသင်းကအိမ်ဝင်းပွဲတွေမှာကျွန်တော်တို့ Celta Vigo နဲ့ Man City အသင်းကိုသာအရေးနှိပ်ထားပြီးတော့ကြံတဲ့ပွဲတွေမှာတော့ရလက်ကောင်းတွေပိုင်ဆိုင်ထားနေတာလည်းဖြစ်တယ်။ Benfica အသင်းကတော့ဒီကျွန်တော်တို့အဝေးကွင်းပွဲစဉ်တွေမှာရလက်ပိုင်းတည်ငြိမ်မှုမရှိသလိုချန်ပီယံလိပွဲစဉ်တွေမှာလည်းအဝေးကွင်း၄ပွဲမှာတပွဲသာအနိုင်ရထားပြီးတော့၃ပွဲကတော့ရှုံးနေထားရလဲဖြစ်တယ်။ဒါကြောင့် Benfica အသင်းကအိမ်ကွင်းအားကောင်းတဲ့ Real Madrid အသင်းနဲ့ဒီပွဲစဉ်မှာတော့ခက်ခဲရှင်ပြိုင်ကစားသွားမယ့်အခြေအနေမျိုးမှာတော့ရှိနေတာပါ။ဒီချန်ပီယံလိပြိုင်ပွဲမှာ2 ကြိမ်တွေ့ဆုံထားတာဖြစ်ပြီးတော့နောက်ဆုံးတွေ့ဆုံထားတဲ့ပွဲစဉ်မှာတော့ Benfica အသင်းက Real အသင်းကို4 ဂိုး2 ဂိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာလည်းဖြစ်ပါတယ်။နောက်ဆုံးကစားထားတဲ့ကျွန်တော်တို့ပထမအကြော့ချန်ပီယံလိ play-off ပွဲစဉ်မှာတော့ Real Madrid အသင်းကတော့တကူဂိုးမရှိနဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဒီတစ်ခေါက်တတိယအကြိမ်မြောက်တွေ့ဆုံတဲ့ပွဲစဉ်မှာတော့ဘယ်အသင်းကရလက်ကောင်းတွေရရှိအောင်စွမ်းဆောင်သွားပြီးတော့16တင်းအဆင့်ကိုတက်လန်းသွားနိုင်မလဲဆိုတာကလည်းစိတ်ဝင်စားစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ Benfica အသင်းကတော့ဒီဒုတိယအကြော့မှာတကူရရှိဖို့လိုအပ်နေတဲ့အခြေအနေမျိုးဖြစ်တာကြောင့်တိုက်စစ်ဖွင့်ကစားရမှာဖြစ်ပြီးတော့ Real Madrid အသင်းရဲ့တံပြန်တိုက်စစ်တွေကိုထိမ့်သိမ်းသွားနိုင်ဖို့တော့လိုအပ်နေရလဲဖြစ်တယ်။ဒါကြောင့်ဒီပွဲကိုခံမဲရမယ်ဆိုလို့ရှိရင်တော့နှစ်သင်းဆုံးရဲ့အပြန်လည်သွင်းကိုတွေကိုမြင်တွေ့ရနိုင်ပြီးတော့ Real Madrid အသင်းကပဲအနိုင်ရရှိပြီးတော့16သင်းအဆင့်ကိုတက်လန်းသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်။ပြည်သက်အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်